အဲ့လိုဒါက N5 မိကုန်းမှောင်ပေါ့နော်2018 operation ရဲ့ grammar ခန်းကိုတစ်ချက်ရှင်းပြမယ်ပေါ့အဲ့တော့နံပါတ်1問題1မှာこれに何を入れますかバテヤムね1、2、3、4から一番いいものを一つ選んでくださいတဲ့နဲ့သုံးလေးတွေကね一番いいものအဆင်ပြေဆုံးတစ်ခုကိုအဆင်ပြေဆုံးရာကို一つ選んでくださいတစ်ခုရွေးချယ်ပါ選んでくださいဆိုတော့選びますကနေလာတယ်နော်ရွေးချယ်သည်ဆိုတဲ့စကားလုံးကနားတယ်အဲ့တော့選びဆိုတော့ on there ဆိုတဲ့ပတ်သက်ဖြစ်သွားတယ်選んでくださいရွေးချယ်ပါပတ်တဲ့くださいဒါက N5 grammar ပဲနော်โอเคအဲ့တော့နံပါတ်1စတည်ပြရပါ私は明日の飛行機これ来に帰りますကျွန်တော်ကမနက်ဖြန်လင်းပြန်ကောလက်တိုင်းပြည်ကိုပြန်မယ်အဲ့တော့သူကဗာလေးပေးထားလဲပို့ပေးထားတဲ့ခါဒဲနီအဲ့တော့စတဲ့ဒီမှာโอเคဖြည့်လေးတစ်ချက်ဖြတ်လိုက်မယ်ပေါ့နော်ခဏပါတယ်မပေါ့ပါဘူးအဲ့တော့ O ပါတယ်ခါပါတယ်ဒဲပါတယ်နှီးပါတယ်လင်းပြန် hippocampus ဆိုတော့လင်းပြန်ဆိုတော့ transportation ဆိုတော့ရေရထားတွေရဲ့နောက်မှာ transportation တွေရဲ့နောက်မှာ particle တွေကဒဲလိုက်တယ် okay အဲ့တော့ hippocampus ဒဲလင်းပြန်နဲ့ခုနီအဲဆိုတဲ့ပုံစံ hippocampus O လည်းမဖြစ်နိုင်ဘူး hippocampus ကာဆိုတဲ့ပုံစံလည်းမဖြစ်နိုင်ဘူးနီရင်ဖြစ်နိုင်ဘူးအဲ့တော့ particle ရေရထားတွေရဲ့နောက်မှာဒဲဆိုတော့ hippocampus ဒဲဆိုတဲ့ပတ်တယ်နောက်တစ်ခုဆန်ရှူဒေဘာတို့တဲ့ခါဘန်ကိုလက်ခုဆွနာတို့ကိုခါယူမှာしたလွန်ခဲ့တဲ့ပတ်တုန်းကဒေဘာတို့တဲ့ဂုံတိုင်းမှာနေရာတွေရဲ့နောက်မှာဒဲလိုက်ထားတယ်နောက်က action bar ဆိုတဲ့ပုံစံရမယ်နော်အဲ့တော့ဂုံတိုင်းမှာခါဘန်အိတ်နဲ့ခုဆွနာတို့ခါယူမှာしたဝယ်ခဲ့တယ်တဲ့အဲ့တော့ဒီမှာဆက်စတို့နာတို့ပါနေတယ်ပေါ့အဲ့တော့နာတို့ရဲ့ပတ်တန်ကပါရှိတယ်ယာနာတို့ဆိုတဲ့ပတ်တန်ရှိတယ်โอเคအဲ့တော့ဒီနေရာမှာဆက်နံပါတ်1ဖြစ်သွားမယ်ရမယ်နော်တကယ်လို့မှနာတို့မပါဘူးဆိုလို့ရှိရင်တော့ဆက်စတို့တိုးဖြတ်နိုင်တယ်ပေါ့โอเคခါဘန်တို့ခုဆွအိတ်နဲ့ဖက်နဲ့ဆိုတဲ့ပုံစံနောက်တစ်ခု私は毎朝7時頃家へこれ出ますနိပါတယ်ကားပေးထားတယ်နောက်တိုးပေးထားတယ်အိုးပေးထားတယ်အဲ့တော့စဉ်းစားလို့ demas ရဲ့ရှေ့မှာ particle တွေကအိုးလိုက်ပါတယ်အိမ်ကထွက်တယ်ဆိုတော့9နာရီလောက်မှာအိမ်ကထွက်တယ်အိုး demas ဆိုတဲ့ပုံစံအဲ့တော့ o ရဲ့နောက်မှာ demas ရဲ့ရှေ့မှာစဉ်းစားလို့ particle အိုးလိုက်တယ်အဲ့လိုပဲတချို့ part တွေပေါ့ adukimas လမ်းလျှောက်တယ် sanposhimas လမ်းလျှောက်တယ် hashirimas ပြေးတယ် tobimas ပြန်တန်းတယ် watarimas ဖြတ်ခုတဲ့လက်ဆံကန်ပေးတယ်ပေါ့နော် orimas စင်းတယ်လို့ဆိုရဲဒီရဲ့ part တွေရဲ့ရှေ့မှာဆိုတော့ particle ကအမြဲတမ်းအိုးလိုက်ပါတယ်ဒါက N5 level မှာမှတ်ထားတဲ့ပေါ့နော် O နဲ့တွဲတဲ့ parts တွေကဒါလေးတစ်ချက်မှတ်ထားမယ်မသိသေးဘူးဆိုရင်ပေါ့တန်ရှာကို orimas တို့နော်ဆိုတာနီတိုပီတိုင်းဒက်ဆိုတာအိုတိုပီတိုင်းဒက်ကောင်းလေးကိုပြန်တက်ချင်တဲ့ပါညာပေါ့လို့ပုံစံမျိုးပေါ့နော်ခိုအန်ဝါဒူခီမတ်ခိုအန်ကိုစမ်ပိုရှိမတ်ဟာရှိဒီမတ်ပြီးတဲ့ဆိုရဲပတ်တွေရဲ့ရှေ့မှာပါတီကယ်တွေကအိုးလိုက်ပါတယ်နော်ခီနိုစူပါတဲ့ဒါနာကဆန်ကိုလည်းအာယီမတ်တာမနေ့ကစူပါမားကတ်မှာဒါနာကဆန်လူနဲ့တွေ့ခဲ့တယ်ဆိုတော့ဆယ်တော့နိုမဖြစ်နိုင်ဘူးအိုလည်းမဖြစ်နိုင်ဘူးနော်လူတွေနဲ့တွေ့တယ်ဥစားဆိုတော့ပါတီကယ်ကနှိသုံးပါတယ်အဲ့တော့ဒီမှာတော့အိုဒယ်မက်ရှိတယ်လို့နှိအာယီမတ်တာနော်ဒါနာကဆန်နဲ့တွေ့ခဲ့ပါတယ်ဆိုတဲ့ပုံစံနဲ့သုံးတယ်တချို့နေရာတွေမှာဆိုတော့လူနဲ့တွေ့တာကိုတိုလည်းသုံးတယ်ပေါ့အဲ့တော့ဆောင်းဝဲမှာတိုနဲ့နှိနဲ့ကတော့ခွက်ချက်ချက်တွေတော့ရှိတယ်ပေါ့နော်တိုကမထင်မှတ်ဖက်တွေ့တဲ့ပုံစံမျိုးနီးကကြတော့ရည်ရွယ်ပြီးတော့ကိုတွေ့တယ်ဆိုတဲ့ပုံစံမျိုးပတ်ကိုသွားတယ်ပေါ့โอเคအခုတော့နီးပေါ့နော်ဒီမှာတိုရမပါဘူးလို့ဆိုတော့နီးဖြစ်နိုင်တယ်အဲ့တော့နီးနဲ့လိုက်တဲ့ particle part တွေပေါ့ဒီမှာအပေါ်မှာ O နဲ့လိုက်တဲ့ part တွေရှိတယ်လို့ဆိုတော့နီး norimas ရဲ့ရှိမှလည်း particle တွေကအများနဲ့နီးလိုက်တယ်ပေါ့တန်ရှာနီ norimas ယထာစီတယ်ပြီးတော့တွေ့လိကြစကားလို့ဆိုရင်โอเคနောက်တစ်ခု私のうちの本棚は去年父これ作りましたโอเคဒီခန်းကြီးလေးတွေသိမယ်နော်ကျွန်တော်ရဲ့အိမ်ကဟွန်ဒါနာစာအုပ်စင်ဒါနာဆိုတာစင်ပေါ့နော်အဲ့ရှိရဟွန်နဲ့ပေါင်းလိုက်တဲ့အချိန်မှာဟွန်ဒါနာစာအုပ်စင်ဖြစ်သွားတယ်မနစ်ကတော့အဖေကစကူရီမတ်တာလုပ်ပေးခဲ့တော့အဖေကလုပ်ပေးတာကဆိုတော့ချီချီကဖြစ်ချီချီတဲတယ်ဖြစ်ဘူးချီချီရတယ်မဖြစ်နိုင်ဘူးအဖေကလုပ်ပေးခဲ့တာဆိုတဲ့ပုံစံဖြစ်မယ်နောက်တစ်ခုရောင်းရမှာ ring ကိုခိုင်မတ်တာဝယ်ခဲ့တယ်ငါလုံး isoso ဆိုရင်ဆိုတော့ sun and data အဲ့တော့အရေးအတွက်တွေရဲ့နောက်မှာပေါ့နော်ဘလောက်ပါလို့ပြောလို့ရှိရင် isoso ဒဲနဲ့သုံးလို့ရှိရင် isoso ဒဲ sun ငါလုံးကို1000နော်နောက်ပြီးအခန်းထဲမှာစုစုပေါင်းအားလုံး4ယောက်ရှိပါတယ်